နောက်ထပ်စီဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ရှန်ကယာနေဆက်မှာလှုပ်ရှားတဲ့ဒီခွန်တန်ပေါ့ဗျာခွန်တန်ဥဆောင်တဲ့ PNL လို့အဖွဲ့ဝင်61ယောက်ကတက်မတော်ထံမှာလက်နက်များနဲ့အတူအလင်းဝင်ပါတယ် PNL ရဲ့တက်ရင်359ကကျွန်တော်တို့ဒူရင်မှုဥဆောင်တဲ့အင်အား60ယောက်ကတက်မတော်ထံကိုကျွန်တော်လက်နက်မျိုးစုံနဲ့အလင်းဝင်ပါတယ်အရှိပိုင်းတိုင်းစစ်ဌာနချုပ်ထံကိုအလင်းဝင်ပါတယ်အဲ့တော့သူတို့ပါလာတဲ့လက်နက်တွေကပြင်စတိုက3လက်တိုက်81 14လက် M16 4လက် M22 က4လက် M79 က2လက် MA11 က2လက်ကာဝိုင်းက1လက်ကြည်မျိုးစုံ42ခုကြည်မျိုးစုံ2219တောက်မိုင်းမျိုးစုံက3လုံးလက်ပစ်ပုံက15လုံးဒီတိုနေတာ73ခုစကားပြောဆက်2လုံးတော့ဒါလေးပါလာတယ်ဒါလေးပါလာပြီးတော့ကျွန်တော်တို့ဒီတက်မတော်ထံအလင်းဝင်တယ်ပေါ့တက်မတော်အလင်းဝင်တယ်ဒီအဖွဲ့လှုပ်ရှားတာကကျွန်တော်တို့ရှမ်းပြည်နယ်တောင်ပိုင်းမောက်မယ်မြို့နယ်ဂဒူးကြီးဒေသမှာတော့လှုပ်ရှားတယ်အဲ့ဒီနေရာကကျွန်တော်တို့ရှမ်းကယားနယ်စပ်ပေါ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်အဆက်အဲ့ဒီမှာလှုပ်ရှားတယ်လက်ရှိကျွန်တော်အလင်းဝင်တဲ့ထဲမှာဒီခွန်တန်ပါလာတယ်ခွန်တန်ဆိုတော့ခင်ဗျားတို့သိပါလိမ့်မယ်ခွန်တန်ဆိုတဲ့နာမည်သူကပြီးခဲ့တဲ့ဒီ2014 2016ကလာမှာမွန်ပြည်နယ်တထုံမြို့နယ်ဇေယျချောင်းကျေးရွာအုပ်စုအလန်တရာနယ်မြေမှာသူကသူအလန်တရာတော့ဆရာတော်ဝင်စားတယ်ပေါ့ဗျာဝင်စားတယ်ဆိုပြီးတော့သူအဲ့ဒီမှာသူကဘာသာကြီးခုလုံးလုပ်ပြီးတော့အမျိုးသမီးငယ်တွေကိုနဲ့သူကအိတ်တယ်ပေါ့ဗျာအရွယ်မရောက်သေးတဲ့အမျိုးသမီးငယ်တွေပြီးရင်ခမည်းမိမနဲ့ခမည်းချစ်သူနဲ့အိမ်တော်ပြုတော့မယ်ဆိုရင်အဲ့မိန်းကလေးငယ်ခွန်တန်းစီသွားပြီးတော့အိတ်ရတယ်အဲ့လိုဇလန်းတွေရှိခဲ့တယ်ခင်ဗျားတို့ပြန်စဉ်းစားကြည့်လိုက်အဲ့ဒီခွန်တန်းမှာလက်နက်ချတယ်အဲ့ဒီကာလကကျွန်တော်တို့ဒီခွန်တန်းရဲ့ဒီလိုမျိုးသတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာသာသနာကြီးကနေပြီးတော့သူအမှုဖွင့်တယ်ထွေဦးကဖွင့်တယ်လားသာသနာကြီးကဖွင့်လားမသိပါဘူးအမှုဖွင့်လိုက်တယ်အမှုဖွင့်တော့ဒီခွန်တန်ကဒီတထုံနယ်မြေကနေပြီးတော့သူကသူ့ရဲ့ပအိုးဆိုတော့ကျွန်တော်တို့သူ့ရဲ့ဒီဒေတာဖြစ်တဲ့ဒီဂဒူးကြီးမှာသွားပြီးတော့ကျွန်တော်အဲ့မှာခိုးလုံးတယ်ပေါ့ဗျာသွားခိုးလုံးတယ်ဒီတထုံနယ်မြေဆိုတာလဲတကယ်ကကျွန်တော်တို့ပအိုးတွေများတယ်ဗျာတထုံကပအိုးတွေများတယ်တကယ်ကိုကျွန်တော်တို့ပအိုးတွေကဘာသာရေးကိုင်းဆိုင်တယ်အဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့တချို့ကဘာသာရေးအမိခံပြီးလှုပ်ရှားသွားတာတကယ်ဗျာခင်ဗျာဒီပအိုးတွေတော့ကပအိုးတွေလိုမျိုးကျွန်တော်တို့ဒီဘာသာရေးကိုတကယ်ကိုကျွန်တော်တို့အရင်ကြီးညိုတာကျွန်တော်တို့မတွေ့ဘူးတကယ်ကိုကြီးညိုတာအဲ့ဒီအရာကိုကျွန်တော်တို့အိမ်မှာရှိတဲ့သူတွေကပဲပြန်ပြီးတော့သူတို့ပြန်ပြီးတော့ကျွန်တော်ဖြက်စီးပလိုက်တာပေါ့ဗျာလက်ရှိခွန်တန်တို့ပါတော့ဆိုရင်ထုံးနည်းတူပါပဲအဲ့တော့သူကအိမ်မှာကျွန်တော်တို့တထုံ area မှာသူကလှုပ်ရှားလို့မရတော့ဘူးလှုပ်ရှားလို့မရတဲ့အကြောင်းအရာလေဒီလိုမျိုးအလန်တရာနေမြေမှာသူကအလန်တရာဆရာတော်ဝင်စားတယ်အလန်တရာဘုန်းကြီးဝင်စားတယ်ဆိုပြီးတော့သူအိမ်မှာအာနာတီဆောက်ပြီးတော့အဲ့ဒီဒေသမှာရှိတဲ့ main ကလေးငယ်တွေကိုသူကအတူအိတ်တယ်ပေါ့ဗျာအတူအိတ်တယ်ပြီးရင်ခမည်းကမိန်းမယူတော့မယ်ဆိုရင်အဲ့မိန်းမသူ့ကိုသွားပြီးတော့ဆက်သားရတယ်အဲ့လိုတွေနာမည်မျိုးစုံတွေထွက်တယ်ဗျာထွက်တော့ကျွန်တော်ပဲသူထွက်ပြေးလိုက်ရတယ်ထွက်ပြေးလိုက်ပြီးတော့ကျွန်တော်တို့ဒီမောက်မမျိုးနဲ့ဂဒူးကြီးဒေသမှာသူကလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တီထောင်ပြီးတော့နောက်ပိုင်းမှာသူကဒီ PNL လို့အဖွဲ့ထဲမှာသူကအဖွဲ့တစ်ခုနဲ့သူရှိခဲ့တယ်လက်ရှိဒီတိုက်ပွဲတွေဖြစ်တော့ဒါလုံခြုံတပ်ဖွဲ့ဝင်တွေကဒီ area ကိုစီးမိပြီးတော့တောက်လျှောက်ကျွန်တော်စစ်ကြောင်းထိုးတယ်စစ်ကြောင်းထိုးတဲ့အခါမှာသူကလည်းဒီလက်နက်ချပြီးတော့အလင်းဝင်တယ်အလားတူပါပဲလက်ရှိမှာလည်းကျွန်တော်တို့ဒီ PNL လို့အဖွဲ့မှာကဒီတက်မတော်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေတန်းကိုအလင်းဝင်မှာလားစက်တိုက်မှာလားဆိုတော့အဖွဲ့တွေလက်ရှိလဲကျွန်တော်တို့ဒူးရတွေဖြစ်နေဒူးရဖြစ်တော့ဒါအချို့သောအဖွဲ့တွေကကျွန်တော်တို့ဒါပိုးပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့အလင်းဝင်တာတွေရှိတယ်တချို့ကတော့မဟုတ်ဘူးငါတို့ခံချမယ်ဆိုတော့အဖွဲ့တွေလည်းရှိတယ်လက်ရှိကတော့ကျွန်တော်တို့အဲ့မှာတိုက်ပွဲတွေကတော့ကျွန်တော်တို့ဆက်ရှိနေရလို့ကျွန်တော်သိရတယ်အချို့တော့ကျွန်တော်အလင်းဝင်မယ်တချို့ကတော့အလင်းဝင်တော့ပေါ့ဗျဒီလိုမျိုးဆက်ရှိနေတယ်ကျွန်တော်အဲ့မှာနေမြေကန်ကိုကျွန်တော်တို့ဒီနေမြေမှာရှိတဲ့ဒေသအခြေအနေကိုကျွန်တော်တို့မေးတဲ့အခါမှာလက်ရှိဒီ PNL အဖွဲ့တွေကထီတဖြေပေါ့ဗျာထီတဖြေရွာမှာသူတို့လှုပ်ရှားရှိနေသေးတယ်လို့ပြောတယ်ခုနကဒီအလင်းဝင်တဲ့အုပ်စုထဲမှာပါတဲ့သူတွေပေါ့ဗျာပါတဲ့သူတွေကသူကလူအုပ်စုတော့များတယ်ဗျအင်အားများတယ်ဆိုပြီးဂျာကျော်လောက်ရှိတယ်တချို့ကတော့ကျွန်တော်တို့ဒီတက်မတော်နဲ့ပြည်သူစစ်တန်းကိုအလင်းဝင်တယ်တချို့ကတော့ကျွန်တော်တို့ဒီထီတဖြေရွာမှာသူတို့ကဆက်ပြီးတော့ခံစစ်ပြင်ထားကြတယ်ဆက်တိုင်းမဲ့အဖွဲ့နဲ့အလင်းဝင်တဲ့အဖွဲ့ဒီလိုမျိုးတော့ဖြစ်လာတယ်အဲ့တော့ဘာလို့ဆက်ပြလဲတော့ကျွန်တော်ဆက်ကြည့်ရမှာဖြစ်ပါတယ်ပြီးခဲ့တဲ့လကလည်းဒီ PNL ကဗိုလ်မှုအဆင့်ရှိတဲ့ခွန်ကျော်မှုဥဆောင်တဲ့အင်အား20ကျော်ကတက်မတော်ထံလက်နက်မျိုးစုံနဲ့အလင်းဝင်တာတွေရှိတယ်အဲ့တော့လက်ရှိအခြေအနေကဒီ PNL ရဲ့အခြေအနေကကျွန်တော်တို့တက်ပြတ်သွားပြီကွန်မြူထွန်းတို့ခွန်သူရိန်တို့ခွေးဖြစ်သွားပြီအဲ့တော့ပြီးခဲ့တဲ့ကာလကကွန်မြူထွန်းတို့ခွန်သူရိန်တို့ဗျာခင်ဗျားကလည်းစကားတွေဗျမ်းမတာပြောတာမသိမဲ့ Federal လုံးမဲ့ဟိုလုံးမဲ့ဒီဟာလုံးမဲ့ပေါ့ဗျာခွန်သူရိန်တို့အဲ့အဖွဲ့တွေပေါ့သူတို့အဖွဲ့တွေပေါ့ခွန်သူရိန်ဆိုခင်ဗျာလေလိုင်းမှာတက်ပြီးကျဲတာလေဗျာဟိုလိုလုံးမဲ့ဒီလိုလုံးမဲ့ဟိုနေရာရောက်သွားပြီဒီနေရာရောက်သွားပြီပေါ့ဗျာ
လက်ရှိတော့မှခွေးဖြစ်ပြီးတော့ခွေးပြေးနေရပြီသူတို့အုပ်စုလည်းတော်တော်လေးကွဲတော့အင်အားသိမရှိတော့ဘူးအခုကဘာဖြစ်လဲဆိုတော့ဒီခွန်သူရိန်နဲ့သူ့ရဲ့ကပိုင်းဆောင်အဖွဲ့လောက်ပဲကျန်တော့တယ်တိတ်မကျန်တော့ဘူးခွန်သူရိန်နဲ့သူ့ရဲ့ဆွေမျိုးတွေလောက်ပဲကျန်တော့တယ်ကျန်တဲ့သူတွေအားလုံးကကျွန်တော်တို့ဒီပိုးပြည်သူစစ်တပ်ဖွဲ့တက်မတော်နဲ့ဒီတက်မတော်ဒီပိုးပြည်သူစစ်တပ်ဖွဲ့တံကိုလာပြီးတော့ကျွန်တော်တို့လက်နက်ချအလင်းဝင်တယ်လက်နက်ချအလင်းဝင်တာတောက်လျှောက်လှုပ်လာတယ်တောက်လျှောက်လှုပ်လာတယ်အဲ့တော့ဒီစီဆိုင်မျိုးကိုဖျက်ဆီးခဲ့တာလေဒီခွန်သူရိန်အုပ်စုပဲဖျက်ဆီးခဲ့တာခွန်သူရိန်နဲ့ခုနကကျွန်တော်တို့ဒီကရား PDF တွေပေါ့ကရား PDF တွေဝင်ရောက်ဖျက်ဆီးခဲ့တာတကယ်ကိုခင်ဗျာသွားလှည့်ကြည့်လိုက်ပါပိုးဒေတာသွားလှည့်ကြည့်လိုက်ပါတကယ်ကိုပိုးဒေတာပိုးကတကယ်ကိုကျွန်တော်တို့ကအရန်ချစ်ဖို့ကောင်းတယ်သူတို့ရဲ့ဘာသာရေးတွေသူတို့ရဲ့ယုံကြည်မှုတွေသူတွေကဒီနိုင်ငံတော်မှာထားတဲ့သူတို့ရဲ့စိတ်တွေတကယ်ကိုချစ်စရာကောင်းတယ်ဗျာကျွန်တော်တို့ကတိုင်းသားတွေမှာပိုးတွေချစ်တယ်ဗျာဒါကြောင့်အခြားတိုင်းသားတွေလည်းချစ်ပါတယ်ပိုးတွေချစ်တယ်ရှမ်းနီတွေချစ်တယ်လက်ရှိကာလမှာကျွန်တော်နိုင်ငံတည်ငြိမ်ရေးအတွက်ကျွန်တော်တို့ပိုးတိုင်းသားတွေများစွာနိုင်ငံအတွက်အသက်ပေးခဲ့ရတယ်ရှမ်းနီတိုင်းသားလည်းထိုနည်းတူပါပဲတကယ်ကိုကျွန်တော်တစ္ဆာရှိတဲ့အဖွဲ့တွေပါခင်ဗျာတစ္ဆာမရှိတဲ့အဖွဲ့တွေခင်ဗျာမြင်ပါလိမ့်မယ်အဲ့မှာခင်ဗျာတိုက်မတက်လို့ထွက်ပြေးတဲ့အဖွဲ့တွေပို့ဆိုးတာခင်ဗျာရှမ်းမြောက်ကပြည်သူစစ်ကပို့ဆိုးတယ်တမိုင်းမှာခင်ဗျာအဆိုးဆုံးကရှမ်းမြောက်ကပြည်သူစစ်တွေခင်ဗျာမျိုးစုံလုပ်တယ်ဗျာမျိုးစုံလုပ်တယ်ပြီးရင်ခင်ဗျာအဲ့မှာဘာထက်စီလဲဆိုတော့ကင်းမီနယ်မှာရှိတဲ့ပြည်သူစစ်အမိခံတွေနေကြားဆောင်တွေပေါ့နေကြားဆောင်တွေဆိုခင်ဗျာဘာတွေဖြစ်ခဲ့လဲဘာတွေလုပ်နေခင်ဗျာတို့သိပါလိမ့်မယ်အဲ့ဒီဟာနဲ့မတူတာကလက်ရှိကျွန်တော်ရှမ်းနီအဖွဲ့တွေပြီးရင်ကျွန်တော်လီဆူတို့အခြားသောတိုင်းသားရှိသေးတယ်ပြီးခဲ့တဲ့ကာလတွေကအကြမ်းဖက်အုပ်စုတွေကရွာငံနေပြီးတော့ကျွန်တော်မြေပြန့်လူမျိုးဆင်းဖို့တကူကတော့ကျွန်တော်ရှမ်းတောင်ကနေပဲမြေပြန့်လူမျိုးဆင်းဖို့ထိုးပေါက်ခဲ့တယ်အဲဒီထိုးပေါက်မှုတွေမှာတက်မတော်နဲ့အတူနိုင်ငံတော်တာဝန်တွေကိုကျွန်တော်တို့နိုင်ငံတော်အတွက်အသက်ပေးခဲ့တာကအသက်ပေးပြီးတိုက်ထုတ်ပေးခဲ့တာကဒီပိုးတွေများစွာပါပါတယ်ပိုးပြည်သူတပ်ဖွဲ့ဝင်များစွာပါပါတယ်ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်နှလုံးသားထဲမှာအမြဲတမ်းရှိပါတယ်အမြဲတမ်းရှိပါတယ်အကြမ်းဖက်အုပ်စုတွေကကျွန်တော်တို့ဒီမြေပြန့်လူမျိုးကိုထိုးပေါက်နိုင်ဖို့အတွက်ရွာငံဘက်ကလည်းသူတို့လှုပ်ရှားတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီရှမ်းတောင်ရဲ့လှုပ်ရှားတယ်တိုးတော်လည်းအကြမ်းဖက်အုပ်စုတွေရဲ့မန်ဆွဲတွေကိုကျွန်တော်ရိုက်ချိုးနိုင်ခဲ့ပါတယ်ဒီသိမ်းပြန်ချုပ်ချင်တာကကျွန်တော်တို့ဒီရှမ်းကယားနယ်စပ်မှာလှုပ်ရှားတဲ့ခွန်တန်းဥဆောင်တဲ့ PNL အဖွဲ့ဝင်61ယောက်ကတော့တပ်မတော်ထံလက်နက်များနဲ့အတူအလင်းဝင်ပါတယ်လက်ရှိလည်းကျွန်တော်အလင်းဝင်မှုအတွက်ဒါပိုးပြည်သူစစ်တပ်ဖွဲ့တွေတပ်မတော်ထံချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဆောင်းပေးနေတယ်ပိုးပြည်သူစစ်တပ်ဖွဲ့နဲ့တပ်မတော်စစ်ကြောင်းတွေကတော့လက်ရှိကျွန်တော်တို့တောက်လျှော့တစ်ကြောလုံးတန့်ပလိုက်တယ်တောက်လျှော့တစ်ကြောလုံးတန့်တယ်အကြမ်းဖက်အုပ်စုတွေမှာလည်းပြေးစရာမြေမရှိတော့ဘူးအဲ့တော့ခွန်သူရိန်ဆိုလည်းခင်ဗျအတန်တော်မထွက်တော့ဘူးကျွန်တော်ခွန်သူရိန်ဆိုခင်ဗျကြားပါလိမ့်မယ်ခွန်သူရိန်ဘာကြီးတက်ပြောလဲခင်ဗျကြားပါလိမ့်မယ်အဲ့မှာနောက်ထပ်ကကျွန်တော်တို့ဒီအကြမ်းဖက်အုပ်စုတွေကလည်းသူတို့လူတွေကျွန်တော်တို့တက်လို့တဲ့အလင်းဝင်ကြောင်းသူတို့ကိုယ်တိုင်ဝန်ခံလိုက်တာရှိပါတယ်အဲ့ဒါကတော့ PDF Tribunal ကအဖွဲ့ဝင်35ယောက်ကိုတဲ့အမည်ပြစီးရင်တင်သွင်းပြီးတော့ထုတ်ပယ်လိုက်ပါတယ်သူတို့ဘက်ကထုတ်ပြန်လာတယ်သူတို့ကဘာတွေလုပ်လဲဆိုတော့တဲ့ထုတ်ပယ်ခံရတဲ့တပ်ဖွဲ့ဝင်တွေကလည်းရှေ့တန်းစစ်မျက်နှာပြင်မှာရဲဘော်ရဲဘက်တွေကိုစွန့်ခွာထွက်ပြေးတာတဲ့အဖွဲ့ရဲ့ပိုင်ဆိုင်မှုပစ္စည်းကိုခိုးယူတာတဲ့ငွေကြေးတွေကိုအလွဲသုံးစားပြေးလို့တာတဲ့ရန်သူစီလက်နက်ချအညံ့ခံတာတဲ့ပြီးရင်ဘာလဲဆိုတော့လေကြောင်းတိုက်ခတ်မှုတွေလုပ်နိုင်ဖို့ point location တွေပေးဖို့တာအခြားရဲဘော်တွေကိုရန်သူစီမှာလက်နက်ချဖို့အညံ့ခံစီးအောင်တာတဲ့ဒါတွေကြောင့်သူတို့ကဒီလူတွေကိုအမိပြစင်းတင်သွင်းတယ်ပေါ့ဗျာအဲ့မှာတော့ခင်ဗျားတို့လည်းတွေ့ပါလိမ့်မယ်ဒီနေ့အဲ့သတင်းတွေခင်ဗျာစုံညီကိုရေးနေကြတာအဲ့တော့ဒါတွေကကျွန်တော်တို့ PDF တွေကဒါစွန့်စားတာဗျာဒါစွန့်စားမယ်ကိုကျွန်တော်တို့ဘဝတွေလမ်းမရောက်နေပြီဆိုလမ်းမှန်ပြောင်းဖို့လည်းကျွန်တော်စွန့်စားရမယ်လက်ရှိကျွန်တော်တို့ဒီကျွန်တော် PDF တွေပေါ့ PDF တွေကတပ်မတော်နဲ့လက်နက်ချအလင်းဝင်တာကသူတို့ဘဝလမ်းမှန်ပေါ်ရောက်ဖို့အတွက်သူတို့ပြန်ပြီးစွန့်စားတာတနည်းအားဖြင့်သူတို့ရဲ့အဖေမေမိဘတွေထံကိုသွားပြီးခိုလုံဝင်ပြန်တောင်းတာသားစိုးသားမိုက်တွေပေါ့ဗျာသားစိုးသားမိုက်တွေကသူရဲ့မိဘအရင်တွေထံကိုပြန်ပြီးတော့ခိုလုံဝင်ပြန်တောင်းတာဒီသဘောပဲတက်မလို့ရဲ့သဘောကရှင်းလေးပဲခင်ဗျားတိုက်မှာလားတိုက်မယ်ဆိုတိုက်မဲ့တဘောကိုတတ်တိုက်ပြီမယ်အလင်းဝင်မဲ့အဖွဲကိုရတဲ့အလင်းဝင်နဲ့ဖိတ်ခေါ်ပြီးစားထပ်လာလိုက်မယ်လက်ရှိကျွန်တော်တို့ဒီမန်လေးတိုင်းမှာအလင်းဝင်တာတွေလည်းတောက်လျှောက်တစ်ကြောလုံးရှိတယ်ပြီးရင်ကျွန်တော်တို့ဒီစစ်တိုင်းလိုက်ပေါ့ဗျာစစ်တိုင်းလိုက်တောက်လျှောက်အလင်းတွေဝင်နေကြတယ်အဲ့တော့မန်လေး PS ဆိုတာတက်ပြတ်သွားပြီဘာမှမရှိတော့ဘာမှမရှိတော့သူတို့ကအရင်တော့ပြောတယ်ဒီစစ်တပ်ကလည်းအလံနဲ့တိုင်ပဲကျွန်တော်လည်းအခုမှသူတို့မှအလံနဲ့တိုင်ပဲကျွန်တော်ခင်ဗျာတက်က AC ပဲခင်ဗျာလိုက်ရှိခင်ဗျာထိချိုးတဲ့အိမ်ကြီးကြည့်လိုက်မန်လေးတိုင်းကုန်သွားပြီအကုန်ထိပြီးသွားပြီပြီးခင်ဗျာစေရအရေးပါတယ်ကျွန်တော်တို့ကတာထိချိုင်းလက်ရှိအင်းတော်တောက်ချောက်စစ်ကြောင်းတွေတက်နေတယ်မကြခင်အင်းတော်သိမ့်မယ်ပြီးချင်းပြည်နယ်မှာအရေးပါတယ်ကျွန်တော်ဖလန်းမြို့သိမ့်သွားပြီလက်ရှိလည်းကျွန်တော်တို့ဒီဘက်ကျွန်တော်ဆက်ပြီးတော့ကျွန်တော်တို့ဒီချင်းပြည်နယ်ရောဒေတာရခိုင်ပြည်နယ်ကိုဆက်သွယ်ထားတဲ့နှာပေါက်ကိုလည်းတက်မလို့ပိတ်လိုက်ပြီစောမြို့နယ်ကန်ကြီးရွာကိုပိတ်လိုက်ပြီ
လာပါလိမ့်မယ်တက်မလို့အောင်မြင်မှုတွေလာပါလိမ့်မယ်အဲ့တော့ဒါပိတ်ပြီးသွားရင်တော့ခင်ဗျရခိုင်ပြည်နယ်ကအေးချမ်းဖြစ်သွားပြီခင်ဗျကျွန်တော်တို့ကရခိုင်ပြည်နယ်ပတ်သက်ဘာမှမဆိုရင်ခင်ဗျရခိုင်ပြည်နယ်ကကုန်းပေါ်ကဘာထွက်လို့လဲရခိုင်ပြည်နယ်မြေကြီးပေါ်ကဘာထွက်လို့ဘာမှမထွက်ဘူးထွက်တာရေပြားမှထွက်တာဘာမှမထွက်ဘူးခင်ဗျစိတ်ဝင်စားကြမရှိဘူးရခိုင်ပြည်နယ်အခြေအနေရခိုင်ပြည်နယ်မှာမြေကြီးပေါ်ကဘာထွက်လို့လဲခင်ဗျမျက်လုံးနဲ့မြင်ကြည့်လိုက်ဘာထွက်ဘာမှမထွက်ဘူးလေဘာမှမထွက်ရေပြားမှထွက်တာလေရေပြားဒီအုပ်စုတွေမစိုးနိုင်ဒီအုပ်စုဘယ်လိုရှင်းတာမလဲမကြခင်ကာလမှာခင်ဗျထွန်းမြင့်နိုင်တူတန်ခင်ဗျငိမ့်ရိုင်းစပွဲပေါ်လာပြရစီလာပါလိမ့်မယ်မလာအောင်ဆိုတက်ကအပြုတ်တိုက်ပြီးတော့ခင်ဗျဒီရေပြင်းတွေကိုရှင်းချပြပါဒီရခိုင်လက်နက်ကိုင်ပွဲအေးနဲ့အပေါင်းပါတွေထွက်ပေါက်ကခင်ဗျပြည်လဲပြင်းပဲရှိတယ်ပြည်လဲပြင်းထဲမှာခင်ဗျအသေးခံမှုပဲရှိတော့တယ်ဆက်တိုက်မယ်ဆိုသူအသေးခံမှုပဲရှိတော့တယ်လက်ရှိလည်းရခိုင်ပြည်နယ်ခင်ဗျယောက်ျားသားတွေပြတ်သွားပြီတိုးဓာတွေပြတ်တာနဲ့ကုံတော်ဖြစ်သွားပြီအဲ့ဒါဘာဆက်ဖြစ်မယ်ဆိုနောက်ပိုင်းမှာဒီရခိုင်အမျိုးသမီးတွေပေါ့ဒါကျွန်တော်စော်ကားတာမဟုတ်ဘူးနော်ရခိုင်မျိုးသမီးကဘာဖြစ်မလဲဆိုတော့ကျွန်တော်နီးစက်ရတဲ့အိမ်တော်ပြူရတာအိမ်တော်ပြူရပြီဆိုရခိုင်မျိုးကပျောက်သွားတယ်ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရခိုင်မျိုးပျောက်သွားနေတဲ့တပုံကြီးပဲတမိုင်းမှာရှိခဲ့တယ်တီဘောမင်းပါတော်မူတော့ကျွန်တော်တို့အိန္ဒိယကိုသွားတယ်အဲ့မှာတီဘောမင်းရဲ့ကျွန်တော်တို့ဆွေတော်မျိုးတော်တွေသူ့ရဲ့သားသမီးတွေပါသွားတယ်ပါတော့ဘာဖြစ်လဲဆိုတော့ခင်ဗျအဲ့မှာခြံဆောင်တို့မြင်းသိန်းတို့ဗျအဲ့လူတွေပြန်ညာပြီးတော့လက်ရှိတီဘောမင်းဇက်ကပြတ်သွားပြီအိန္ဒိယမှာကြည့်လိုက်ဗမာမျိုးရင်းနဲ့မဟုတ်တော့ဇက်ပြတ်သွားတယ်အဲ့လိုပဲခင်ဗျာရခိုင်ပြည်နယ်မှာယောက်ျားတွေရှားသွားတော့ပိုဆိုးမှာကရခိုင်ပြည်နယ်မြောက်ပိုင်းမှာပိုဆိုးမှာဘင်္ဂလားနဲ့ချိတ်ဆက်ထားတဲ့နေရာမှာပိုဆိုးမှာခင်ဗျာစစ်ထဲမှာပဲတိုက်နေခင်ဗျာအတိုတွေပြက်တွေဖြစ်လူတွေသေသွားကြနောက်ဆုံးရခိုင်မှာတည်းဘာဖြစ်မလဲနီးစက်ရသွားကြတော့မယ်သွားကြရင်ခင်ဗျာရခိုင်ကပျောက်သွားလိမ့်မယ်ငကိုတွေကအဲ့ဒီဒေသမှာခင်ဗျာ99.99%ကဘင်္ဂလီတွေကြီးပဲရခိုင်မျိုးကြီးကဘယ်လောက်မှမရှိမျိုးပေါ်လောက်ပဲရှိတယ်မျိုးပေါ်တော့မှအရေးကြီးတဲ့စီးပွားရေးအချက်ချာတွေကိုဒီဘင်္ဂလီတွေကထိချုပ်ထားတာဒါရီကိုကျွန်တော်ဘယ်လိုလုပ်ကြမလဲဘယ်လိုတုတ်ပြန်ကြမလဲအဲ့တော့ကျွန်တော်ဒီသတင်းပြချုပ်ချင်တာကရခိုင်လက်နက်ကိုင်ဘက်အေးရဲ့ပြေးစရာကခင်ဗျပင်လယ်ဟောပဲရှိတော့တယ်မကြခင်စောင့်ကြည့်နေပါမကြခင်စောင့်ကြည့်နေပါ